ပြေးဗျာကျွန်တော်အားလုံးမင်္ဂလာပါချစ်ကိုချင်းမတို့ကျွန်တော်တို့ဒီနေ့ချစ်ကိုချင်းမတို့ကိုမိတ်ဆက်ပေးမှာပါလေကျွန်တော်ဟိုတလောကနေပြောတယ်ခွန်နေမခေါ်ထိုင်မွေးဆန်เนาะချစ်ကိုချင်းမတို့ထိုင်မွေးဆန်မြင်လိုက်တာ ਨੇ ချစ်ကိုချင်းမတို့ဘယ်လိုမြင်ရလဲဘယ်လိုမြင်လဲမျက်လုံးမှာဘယ်လိုမြင်လဲဆိုတော့ကျွန်တော်ရောင်းနေတယ်ပါလေအကျန်းလို့အလျှော့လို့အကျန်းလေးမဟုတ်အလျှော့လေးမဟုတ်ဆန်သားလေးတွေလေတချို့ကြတော့မှဒီဆန်လေးတွေကိုဘယ်လိုလဲဒါအကျန်းတွေပဲဘာညာပြောကြတယ်တကယ်တမ်းကျရင်ဒီကောင်ကအကျန်းမဟုတ်ပါဘူးတကယ်ထမင်းရှက်လိုက်တာ ਨੇ သူ့ရဲ့ဆန်သားနဲ့ထမင်းနဲ့ဘာမှမဆိုင်သလိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်เนาะဒါဒီစကားမဟုတ်ဘူးလက်တွေ့ပါเนาะကျွန်တော်အရင်တော့ကလေချစ်ကိုချင်းမတွေကိုပြောပြီးတော့လေရောင်းနေကြဖြစ်တယ်ဒါလေးတွေကဟိုချစ်ကိုချင်းမရဲ့ခွန်နေမားလို့လေခေါ်တယ်ထိုင်းမွေးဆန်လို့လေခေါ်ပါတယ်ဒီကောင်လေးတွေကကျွန်တော်ရောင်းလာတဲ့တက်တန်းတစ်ချောင်းမှာ complaint သစုံတရားမင်းတူတူတယောက်မှဒါမကောင်းပါဆိုတော့ဒါကျွန်တော်တို့ feedback လေးတွေကျွန်တော်မကြားဘူးเนาะဘာဖြစ်လို့ဆိုသူ့ဈေးတဲ့နဲ့သူ့ထမင်းနဲ့တန်ကိုမတန်တာเนาะတကယ်တမ်းကျရင်တန်ကိုမတန်တာဆိုတာကသမင်းသားကောင်းတယ်ပြီးတော့ဈေးသက်တာကိုဆိုလိုချင်းဖြစ်ပါတယ်โอเคစကားရှိတယ်ကျွန်တော်နဲ့အတူတူဒီနေ့ပါလာတဲ့ထိုင်မွေးเนาะကျွန်တော်တို့ကလက်ရှိကျွန်တော်တို့စီမှာရောင်းနေတဲ့ဆန်တိုင်းကိုကျွန်တော်ဗီဒီယိုပြသတာဖြစ်တယ်ဆန်မရှိတဲ့ဟာကိုဆန်နမူနာပြပြီးတော့ရောင်းတာမဟုတ်ဘူးเนาะဆန်ရှိတဲ့ဟာကိုမှဆန်နမူနာပြပြီးတော့ရောင်းနေခြင်းဖြစ်ပါတယ်ကျွန်တော်တို့အပြောနဲ့အလုံးနဲ့မန်ကန်အောင်တဲ့ကျွန်တော်တို့ချစ်ကိုချင်းမရဲ့ယုံကြည်မှုအပြေးဝရအောင်တဲ့ကိုကျွန်တော်တို့ကစူးစမ်းနေတာဖြစ်ပါတယ်ကဲရှေ့တယ်ဗျာဒါနဲ့ကျွန်တော်နဲ့တူဆန်နမူနာပြမယ်နောက်ထပ်ပါလဲခမင်းသားကိုပြမယ်ကဲဒီမှာဗျာเนาะဒီမှာဟောဒါလေးကကျွန်တော်ပြောနေတဲ့ပါလဲခွန်နေမခေါ်ထိုင်မွေးเนาะချိုးလိုက်အောင်ချစ်ကိုချင်းမတော့ဒီမှာเนาะဒါလေးကတော့ပထမခြေစင်းအနေနဲ့ဆန်သားကိုချိုးတာကဲဆန်သားပြီးချစ်ကိုချင်းမတော့လာပြီဟဲ့ဒီမှာနောက်တစ်ခွက်ကဲချစ်ကိုချင်းမတော့ဒီမှာเนาะကျွန်တော်ပြောတာဟောမောရှိုးကျွန်တော်ချက်နေတာကြားပြန်မဟုတ်ဘူးเนาะကြားပြန်ဆန်မဟုတ်ဘူးခွန်နေမခေါ်ထိုင်မွေးဖြစ်ပါတယ်เนาะဒီမှာကျွန်တော်တို့အဆုခံနေเนาะဒီမှာကြံသေးတယ်အတွင်းကသမင်းသားတွေကြံသေးတယ်เนาะအနည်းလေးတွေကြံသေးတယ်သမင်းရှည်လားမရှည်လားရှိုးကိုယ့်အကိုရှိုးဗျာเนาะလေကြည့်တာမဟုတ်ဘူးလေမှန်တာเนาะအမှန်ကိုပြောပြတာโอเคကဲဗျာဒီကိုကျွန်တော်သမင်းသားရှိုးเนาะဒီမှာเนาะကျွန်တော်တို့ဒီထက်မကန်တာလည်းမရှိတော့ဘူးဒီထက်ပွင့်လင်းတာလည်းမရှိတော့ဘူးเนาะချစ်ကိုကျွန်တော်တွေ့လားလက်ကားစေးလဲလီစေးကျွန်တော်တို့ဖုံးဆက်ပေးဖုံးဆက်ရင်တော့ကျွန်တော်တို့လဲလီလက်ကားကျွန်တော်တို့ချစ်ကိုချင်းမတွေအတွက်ဈေးနှုန်းလည်းအဆင်ပြေအောင်လေးလုပ်ပေးတော့မယ်မာရုပ်ရှင်နေဆိုရင်တော့သူများကို66ခွန်900 646သူများကို455လေး1 988တို့မာရုပ်အပေးလို့ရပါတယ်လာဝယ်မယ်ဆိုရင်တော့ခက်တာလည်းကာကြီးမျိုးစော139မှာလာဝယ်လို့ရပါတယ်ဒီဈေးနဲ့ဒီထမင်းမတန်ဘူးဆိုရင်ကြံ့ခဲ့လိုက်တော့ဗျာ